လူဆိုတာရဲ့ကျေမှုရှိရတယ်သူမင်းနဲ့မပတ်သက်ချင်တာလေမသိပါတယ်တကယ်ချစ်ရင်ပြန်လာမှာပေါ့တငယ်ချင်းရဲ့သူတပါစိတ်ချမ်းသာရဲ့မင်းလည်းကုသိုလ်ရပါတယ်လူဆိုတာရင်မချမ်းရှိရတယ်မင်းရဲ့ချစ်မီလို့မမေ့နိုင်တာလေသိပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးတငယ်ချင်းရဲ့မင်းချစ်ခဲ့ပြီးပြီပဲစိတ်လျှော်လိုက်တာကောင်းပါတယ်သူပြောတာလေးပဲတွေ့ရချင်တဲ့ဆိုမပြောတော့ရယူချင်ဟာချစ်မဟုတ်ဘူးဆိုဒါဆိုမင်းဝမ်းနေမနေနဲ့သူရဲ့ပြုံးတွေမြင်ရလို့သူဆိုတာမင်းအတွက်ကောက်ကင်ကြီးတစ်ခုဆိုဘာကြောင့်မို့ကောက်ကင်ကြီးကိုပေါက်ကပ်လို့မင်းလောက်ဖြစ်မှလဲမင်းနဲ့ဝေးဆိုသွားတဲ့သူကိုHey,လူဆိုတာနာဂတ်ကိုရှိရတယ်မိလမ်းတွေတော့လို့ပြောင်းနေတာလေသိပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးငယ်ချင်းရဲ့မင်းပစ္စခဲ့ပြီမဲရှုံးပေးရတာများပါတယ်သူပြောတာလေးပဲတွေ့ရချင်တဲ့ဆိုမပြောတော့ရယူချင်ဟာချစ်မဟုတ်ဘူးဆိုဒါဆိုမင်းလက်ထမငုံနဲ့သူရဲ့ပြုံးတွေမြင်ရလို့သူဆိုတာမင်းအတွက်ကောက်ကင်ကြီးတစ်ခုဆိုဘာကြောင့်မို့ကောက်ကင်ကြီးကိုပေါက်ကပ်လို့မင်းထလုံးမလဲမင်းနဲ့ဝေးဆိုသွားတဲ့သူကိုမင်းထချင်မလဲမင်းနဲ့ဝေးဆိုသွားတဲ့သူကို